ဒီနေ့ကျွန်တော်တို့ S&P 500နဲ့ Nasdaq 100တို့တရက်ထဲကျွန်တော်တို့ဈေးပြန်တက်လာတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ကဘာကိုနားလည်ထားသင့်တော့ဆိုလို့ရှိရင်ဈေးကွက်ဆိုတာကကျွန်တော်အမြဲတမ်းဖြောင့်တန်းနေတဲ့လမ်းတစ်ခုမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့အနေနဲ့နားလည်ထားသင့်ပါတယ်။သူ့ရဲ့ပင်ကိုကဒီအတက်အကျတွေကြားထဲကနေပြီးတော့ကျွန်တော်တို့ရေရှည်မှာကြီးထွားလာတဲ့သဘောပါ။အခုလက်ရှိဖြစ်ပေါ်နေတဲ့ကျွန်တော်တို့အီရန်နဲ့အမေရိကန်စီရေးတင်းမာမှုလိုမျိုး geopolitics သတင်းတွေနောက်ပြကြလို့ရှိရင်နိုင်ငံခေါင်းဆောင်တွေရဲ့ကျွန်တော်တို့ကျုံးဝါချက်တွေဘာလို့မယ်ညာလို့မယ်ဘယ်နိုင်ငံကိုတော့ဘလို့စောင့်တဲ့ဖြင့်ကျုံးဝါချက်တွေကြောင့်မလို့ဈေးကကျွန်တော်တို့ရေတိုမှာလှုပ်ခတ်မှုပြန်ထနိုင်ပါတယ်အဲ့တော့ပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့နေ့စဉ်ထွက်ပေါ်နေတဲ့သတင်းတွေကရေတိုအတွက်သာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီသတင်းတွေနောက်ကိုလိုက်ပြီးတော့ကိုယ့်ရဲ့ရေရှည် investment plan ကိုခဏမပြောင်းလဲသင့်ပါဘူးဒီလိုသတင်းတွေကြောင့်မလို့ကျွန်တော်တို့ဈေးကွက်ကျဆင်းတာကတခါတလေမှာကျွန်တော်တို့အတွက်ကောင်းမွန်တဲ့ story နောက်ပြီးကြလို့ရှိရင် wonderful business တွေစတာတွေကိုကျွန်တော်တို့ဒီ fundamentals ခိုင်တဲ့ဒီ company တွေကိုကျွန်တော်တို့အနေနဲ့ဈေးချိုနဲ့ဝယ်ယူနိုင်တဲ့အခွင့်အရေးအဖြစ်မြင်တတ်ဖို့လိုပါတယ်အဲ့တော့ချုပ်အပြင်ပြောရမယ်ဆိုလို့ချင်းတော့ကျွန်တော်တို့ဒီရေတိုမှာ stock ဈေးကွက်ကဆက်ပြီးတော့အတက်ကြကျန်းနိုင်ပါသေးတယ်ဒါပေမဲ့လို့ကျွန်တော်တို့ beginner investor တွေအနေနဲ့ဒီဈေးကွက်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုကြည့်ပြီးတော့စိုးရိမ်ပူပန်မှုတွေဖြစ်နေမဲ့အစားမှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုမှန်ကန်တဲ့ investment mindset ကိုကျွန်တော်တို့ကတိဆောက်ပြီးတော့ရေရှည်ပန်းနိုင်ကိုသာဆက်လျှောက်သွားဖို့ကအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်ဆိုတာကိုကျွန်တော်အနေနဲ့မျှဝေပေးချင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီနေ့ဒီ stock ဈေးကွက်ပြန်တက်လာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ beginner investor တွေအတွက်အကျိုးရှိမဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားတာဖြစ်ပါတယ်အကျိုးတစုံတရာရလိမ့်မယ်လို့လည်းထင်ပါတယ်အကျိုးတစုံတရာရခဲ့တဲ့ဆိုရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့မှတ်ပေးခဲ့ပါအောင်အဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးအဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ